ညီကိုတို့အားလုံးပဲမြင်ကြပါဗျပရီးမီးယားလိပွဲစဉ်အာဆင်နယ်နဲ့အက်စတန်ဗီလာပွဲလေးကိုတပွဲကောင်းလေးရွေးချယ်ပေးခြင်းပါတယ်ညလုံးကရိုမာပွဲလေးကတော့အားလုံးရလိုက်မယ်ထင်ပါတယ်ဗျဒီလိုပွဲကောင်းလေးတွေလိုချင်တော့ Telegram Channel လေးကို join ထားပေးပါဗျဒီပွဲလေးကတော့အကြိုက်တူရဆိုရင်ယူကစားကြည့်နိုင်ပါတယ်အာဆင်နယ်ကတော့လက်ရှိမှာဒါ6ကွာချချက်အသာနဲ့ဒါပရီးမီးယားလိထိပ်ဆုံးမှာရပ်တည်နေပါတယ်နောက်ဆုံးအိမ်ဝင်10ပွဲကစားထားတာမှာဒါ9ပွဲထိအနိုင်ရထားပြီးတော့6ပွဲဆက်နိုင်ပွဲမှတ်တမ်းအပြင်အိမ်ခွင်းမှာဆိုရင်လည်းဒါခံစစ်ပိုင်းရမှာကြောပါတယ်ဒါပေမဲ့ဗီလာကတော့ဒါအာဆင်နယ်ကိုအမြဲဒုက္ခပေးလိရှိပြီးဒါပြီးခဲ့တဲ့ပထမအကြော့ပွဲစဉ်မှာဆိုရင်ဗီလာကပဲ2-1နဲ့အနိုင်ရထားပါတယ်။အေဗီလာကတော့ဒါလက်ရှိမှာဒါအာဆင်နယ်နဲ့3မှတ်အကွာနဲ့အဆင့်2နေရာမှာရပ်တည်နေပါတယ်။ဒီပွဲမှာနိုင်ခဲ့ရင်တော့ဒါ9ကွာချချက်ရှိနေအောင်ပါပါ။နောက်ဆုံး7ပွဲဆက်တိုက်ဒါအနိုင်ရထားပြီးတော့ဒါအဝေးကွင်းအိမ်ကွင်းခြေစမ်းကအတော်လေးကြောက်စရာကောင်းနေပါတယ်။ပထမအကြော့ပွဲစဉ်မှာလည်းအာဆင်နယ်ကိုအနိုင်ယူထားသလိုဒါစတန်ဖို့ဘရစ်မှာလည်းချက်စီးကိုတော့ဒါ1-2နဲ့အနိုင်ယူထားပါသေးတယ်။လူစင်ဝမ်းကိုကြည့်မယ်ဆိုရင်အာဆင်နယ်ဘက်မှာဂျူလီယန်တင်မှာဒါဘန်ဝိုင်းနဲ့မော်ကရာစ်တို့ဒဏ်ရာရနေတယ်လို့ဒါကာလာဖီယိုရီပါထက်မှန်ဒဏ်ရာရသွားတာမလို့ဒါခန်းစစ်ပိုင်းမှာတော့တော်လေးအားနေနေပါတယ်ပြီးခဲ့တဲ့ပွဲမှာဒီကလန်ရိုက်စ်ကိုဒါနောက်ခံလူဖြစ်အရေးပေါ်ဒါပြောင်းကစားခဲ့ရတဲ့အထိအခြေအနေကတော်လေးကိုဆိုးရွားနေတာပါဒီကစားသမားတွေဖြစ်တဲ့ဆာကာဒါအော်ဒီကတ်နဲ့ရိုက်စ်တို့ကိုပဲအားကိုးရမှာပါအေဗီလာဘက်မှာတော့ဒါခန်းစစ်ပိုင်းကတိုင်ရိုမင်းစ်နဲ့ဒါပေါ်တိုရက်စ်ဒါရောဘာကလေးဆိုဒဏ်ရာရနေတယ်လို့အဓိကလူတွေဖြစ်တဲ့ဒါမက်တီကတ်နဲ့ဒါကာမာရာကလည်းပွဲပဲပြစ်ဒဏ်ကြောင့်ပါဝင်အောင်မဟုတ်ပါဘူးဟတ်တူဝက်ကိုကြည့်မယ်ဆိုရင်နောက်ဆုံးတွေ့ဆုံမှု9ချိန်မှာဒါအေဗီလာကတော့3ချိန်နိုင်ရထားပါတယ်အေဗီလာရဲ့17ပွဲဆက်တိုက်နိုင်ပွဲမှတ်တမ်းကကြောက်စရာကောင်းတယ်လို့အာဆင်နယ်ကလည်းအိမ်ဝင်းမှာရှုံးမှုခဲရင်းပါတယ်အာဆင်နယ်ကအိမ်ဝင်းမှာအမားခံမှာမဟုတ်ပေမဲ့နှစ်သင်းလုံးကတော့တိုက်စစ်ဖွင့်ကစားမှမလို့ဒါဂိုးများတဲ့တရေရလက်လည်းဖြစ်လာနိုင်ပါတယ်အာဆင်နယ်တို့အိမ်ဝင်းမှာရှုံးကျွေးပြန်ဆက်နိုင်မလားဒါမှမဟုတ်အေဗီလာကပဲနိုင်ပွဲဆက်မှတ်တမ်းကိုဆက်ထိန်သိမ်းသွားမလားဆိုတာကဒါပဲအသင်းကအမားနည်းနည်းနဲ့ရရှိလာတဲ့အခွင့်အရေးကိုအသုံးချမလဲဆိုတာကပဲအဆုံးဖြတ်ဖြစ်လာပါလိမ့်မယ်ညီကိုတို့ဒီပွဲလေးကိုဘယ်လိုထင်လဲဆိုတာ comment လေးမှာရေးပေးသွားပါဦးဗျအားလုံးပဲ good luck ဖြစ်ကြပါစေဗျ